So အားလုံးပဲမင်္ဂလာပါခင်ဗျအဲ့ဆက်ရှင်ကတင်းရဲ့ကျမ်းမာရေးအတွက်အကောင်းဆုံးအခမဲ့ဆေးဝါးဆိုတာသိပြီလားဗျပမောက္ခမတ်ဒရူဝါကာရဲ့နှစ်ပေါင်း20ကျော်သူတည်တနာပြုချက်တွေအရအဲ့ဆက်ရှင်ကိုလက်လူရှုထားလိုက်တိုင်းကျွန်တော်တို့ကကိုယ်တိုင်မသိလိုက်ပဲနဲ့ကြီးမားတဲ့ price တွေကိုပေးဆက်နေရတယ်ဗျဆိုတော့ဒီစာအုပ်ကတင့်ကိုနောက်တညကနေစပြီးတော့ကောင်းကောင်းအိပ်ဖို့ဆုံးဖြတ်လာစီမဲ့ရှက်လက်တွေဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်ဗျဆိုတော့စလိုက်ကြရအောင်နံပါတ်1အိပ်ဆက်ရှင်ဆိုတာဘဝအတွက်စားစရာတောက်စရာအစားတောက်ရည်တွေလိုအခြေခံလိုအပ်ချက်တွေဖြစ်တယ်လူသားတိုင်းဟာညတိုင်း9နာရီကနေ9နာရီကြာအိပ်ဆက်ဖို့ဇီဝဗေဒအရလိုအပ်တယ်ဗျအဲ့ရပြတ်တိုင်းတင်းရခန္ဓာကိုယ်ထဲမှာမမြင်ရတဲ့ပျက်စီးမှုတွေစုပြုံလာတယ်အိပ်ဆက်ရှင်ကိုဖျက်တောက်လိုက်တာကျွန်တော်တို့ရဲ့အစားအစာကိုဖျက်တောက်လိုက်တာ ਨੇ အတူတူပဲဗျဆိုတော့နောက်ဆုံးမှာသေဆုံးရှင်နဲ့ကြုံတွေ့ရမှာဖြစ်တယ်ဗျနံပါတ်1အိပ်ဆက်ရှင်မှာ2မျိုးရှိရပါတော့ REM နဲ့ NREM ပေါ့ NREM ကြတော့သူကနှစ်ဆိုင်စွာနဲ့အိမ်နေတယ်အဲ့လိုအိမ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အုံနောက်တွေကိုတန့်စင်ပေးတယ်ပြီးတော့ကျွန်တော်တို့ရဲ့မမ်မနူတွေကိုသူကတင်ဆက်ပေးတယ် REM အိပ်ဆက်ရှင်ကြတော့ကျွန်တော်တို့ရဲ့စိတ်ကူးညံတွေဖန်တီးမှုတွေစိတ်ခံစားချက်တွေကိုထိန်းညှိပေးတယ်ဆိုတော့ REM အိပ်ဆက်နေတဲ့အချိန်မှာတင်းရဲ့အုံနောက်ကနိုးနေတဲ့အချိန်ထက်30%ပို့ပြီးတော့အလုံးလုံးနိုင်ပါတယ်ဗျနံပါတ်3အဲ့ရပြည့်ရင်အုံနောက်ကအစိတ်တင်နေတယ်အိပ်ဆက်ချိန်မှာအုံနောက်တွေကဘီတာအမ်ရိုင်လို့ခေါ်တဲ့အစိတ်တင်ပစ္စည်းတွေကိုကျွန်တော်တို့အော်တိုဆေးချပေးနေရပါတော့တကယ်လို့ကိုကအေးရေးပြတ်တာများလာရင်အဇိုင်မာလို့ခေါ်တဲ့ယောဂဖြစ်နိုင်ခြေ9ဆတက်စီပါတယ်ဗျဆိုတော့တညအိပ်ရေးပြတ်တိုင်းတင်းရဲ့အုံနောက်ထဲမှာအစိတ်တွေစုပုံနေမှာဖြစ်ပါတယ်ဗျနံပါတ်4အိပ်ဆက်ရှင်ကတဘာဝ80ကောင်းကောင်းအိပ်ပြီးနောက်တစ်နေ့မှာနိုးထားလာတဲ့ချိန်ကျွန်တော်တို့ကလူတွေနဲ့ပို့ပြီးတော့ပျော်ပျော်ရွှင်ရွှင်ဆက်ဆံလာနိုင်မယ်အိပ်ရေးပြတဲ့လူတွေကဒေါ်ရာထရက်လွယ်နေမယ်ပြီးတော့စိတ်တကြလွယ်နေမယ်ဒါကြောင့်အိပ်ရေးဝါတဲ့လူတွေရဲ့လူမှုရေးစွမ်းရည်ကအိပ်ရေးမွားတဲ့လူတွေထက်တိတိတတ်တာကောင်းမွန်ပါတယ်ဗျနံပါတ်5အိပ်ဆက်ရှင်ကကိုယ်ခံအားစနစ်ကိုပြန်လည်တိစောက်ပြီးည7နာရီပြည့်အောင်အိပ်တဲ့လူတွေမှာယောဂပိုးဝင်နိုင်ခြေ3ဆလျော့နေတယ်လို့သူတွေနားလေးလာချက်တွေကနေတွေ့ရှိထားတယ်ဗျတညကို6နာရီလောက်ပဲအိပ်တဲ့လူတွေကကိုယ်လေးချိန်တက်လာနိုင်ခြေရလဲ30%ပိုများတယ်ဗျဒါကြောင့်တညအိပ်ချိန်6နာရီအောက်ပဲရှိတယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကိုတိတိတတ်တာထိခိုက်လာစေမှာဖြစ်ပါတယ်ဗျနံပါတ်6 REM အိပ်ဆက်တဲ့အချိန်ကဖန်တီးမှုအတွက်အဓိကကျတယ်ဗျကိုအိတ်နေတဲ့အချိန်မှာအုံနောက်ကအရှက်လက်တွေကိုဆက်ပေးပြီးတော့အသစ်ဆန်းတွေကိုဖန်တီးပေးတယ်ဗျဥပမာ metal left ရဲ့ dressing စရာတွေကိုကိုရဲ့အိမ်မက်ထဲမှာတွေ့ရှိခဲ့သလိုမျိုးပေါ့အိပ်ဆက်ရှင်ရာတင်းအတွက်အကောင်းဆုံး creative content ပါပဲဗျနံပါတ်9 coffee နဲ့အရက်ကအိပ်ဆက်မှုကိုဖျက်ဆီးတယ် coffee မှာပါတဲ့ caffeine ဓာတ်တွေက8နာရီကြာတင်းရခန္ဓာကိုယ်ထဲမှာရှိနေတတ်တယ်ဗျနောက်ပြီးအရက်တောက်ပြီးတော့အိတ်တာကလည်းအရက်မူးနေပြီးသတိမေးနေရတာဖြစ်တဲ့အတွက်စစ်မှန်တဲ့အိတ်ဆက်ရှင်မဟုတ်ပါဘူးဗျဒါကြောင့်ည2နာရီမှာကော်ဖီတစ်ခွက်တောက်တာညတစ်ကောင်မှာကော်ဖီတစ်ခွက်တောက်တယ်လို့ပါပဲဗျနံပါတ်8အိတ်ရေးပြက်ရှင်ရဲ့စီးပွားရေးစင်းတော့ American တနိုင်ငံနဲ့မှလည်းအိတ်ရေးပြက်ရှင်ကြောင့်နှစ်စဉ်ဒေါ်လာ417ဘီလီယံလောက်ဆုံးရှုံးနေရဗျအိတ်ရေးဝါတဲ့ဝန်ထမ်းတွေကပို့ပြီးတော့တိတိကျကျစူးစမ်းနိုင်တယ်ပို့ပြီးတိထွင်နိုင်တယ်ဒါကြောင့်ကုမ္ပဏီတွေအနေနဲ့ဝန်ထမ်းတွေကိုပို့ပြီးအိတ်ခိုင်းရင်ပို့ပြီးတော့အမြတ်ရမယ်လို့ဆိုလိုတယ်ဗျဒါကြောင့်နေ့တိုင်းအချိန်မှအိတ်ပါအိတ်ခါနီးတနားရီအလိုမှာကိုယ့်ရဲ့ဖုန်းနဲ့ TV တွေကိုပိတ်ပါအိတ်ခမ်းကိုအေးပြီးတော့မှမောင်းနေအောင်ထားပါကော်ဖီညနေ2နာရီနောက်ပိုင်းမှာမတောက်ပါနဲ့ဗျပြီးတော့အရက်တောက်ပြီးတော့ဘယ်တော့မှမအိပ်ပါနဲ့ဗျကိုယ့်ရဲ့အိပ်စက်မှုအရေးတွေကိုပျက်စီးစေပါတယ်ဗျဆိုတော့ Matthew Walker ရဲ့ Why We Sleep ဆိုတဲ့စာအုပ်ကကျွန်တော်တို့ရဲ့အိပ်ဆက်ရှင်ဟာတင်းရဲ့ကျန်းမာရေးပျော်ရွှင်မှုအောင်မြင်မှုအတွက်အရေးကြီးဆုံးဖြစ်တယ်ဆိုတာမိမောင်းထိုးပြနေတဲ့အရာဖြစ်တယ်ဗျဒီစာအုပ်ကိုဖတ်ပြီးတဲ့လူတိုင်းအိပ်ဆက်ရှင်ပေါ်အမြင်ပြောင်းသွားလိမ့်မယ်ဒါပြင်းရင်မဟုတ်အားနေရှင်လည်းမဟုတ်ကျမ်းမာရေးနဲ့အောင်မြင်မှုအတွက်အရေးကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်ဗျနောက်ဆုံးအနေနဲ့အိပ်ပျော်အောင်စူးစမ်းတာတဲ့အိပ်ဆက်ရှင်ကိုပို့ပြီးတော့ဦးစားပေးပါဆိုပြီးပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်လိုက်ပါရဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါပေါ့ကျွန်တော်ကတော့မင်းထပါ